ဒုက္ခနိလောကမှာရှိတဲ့ချမ်းသာဆိုတာလူတို့ရဲ့ချမ်းသာရဟန်းဘဝရဲ့ချမ်းသာဤနှစ်ပါးတို့ပါပဲရဲ့လို့တထဗံကောင်းစွာမသွေမထိုက်ပါပေတည်းဣတရေကဘိက္ခဝေမေတ္တာတွေနဒုက္ခနေယရိကပပိစိတဒုက္ခတိချမ်းသာချမ်းသမီးတို့အဲ့ဒီချမ်းသာဆိုတဲ့နှစ်ပါးထဲမှာပိဋကရေလိုက်ပြောမယ်လူချမ်းသာနဲ့ယဟန်ချမ်းသာဘာချမ်းသာနဲ့လူချမ်းသာနဲ့ယဟန်ချမ်းသာရဲ့လို့ရှိလာပြီလူတွေမှာလည်းပဲလူလိုချမ်းသာကြတဲ့ယဟန်တော်ရှင်သူမြတ်တွေမှာလည်းပဲယဟန်တွေလိုချမ်းသာတယ်တဲ့အဲ့ဒီနှစ်ပါးတွေမှာဘုရားရှင်ကိုရောမြတ်ကယဟန်တော်ရှင်သူမြတ်တွေရဲ့ချမ်းသာကအမြတ်ဆုံးပဲဘသူတွေရဲ့ချမ်းသာကအမြတ်ဆုံးလဲယဟန်သံဃာတော်ရှင်သူမြတ်တွေရဲ့ချမ်းသာကအမြတ်ဆုံးပဲဒီတော့ယဟန်သံဃာတော်တွေရဲ့အထံကအငြိမ့်တဲ့အေးတက်တွေလိုချင်လို့တရားနာရတာကောင်းမှုပြုရတာဆိုရင်မသေးကြဘူးလားဒါကြောင့်မို့လို့ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေဘုရားရှင်ကလူချမ်းသာရှိတယ်သို့ပေမဲ့လည်းပဲယဟန်တော်တွေရဲ့ချမ်းသာကိုတော့မမီဘူးလူတွေမှာတိုက်တွေတာတွေကားတွေချမ်းတွေယာတွေမရှိဘူးလားယဟန်တော်တွေမှာတော့အဲ့ဒါလိုမရှိပါဘူးသာသနာပြုဖို့ပေးထားတဲ့အကြောင်းပဲရှိတယ်နော်ကားကလည်းသာသနာပြုရင်သွားဖို့အဲ့ဒီအတွက်ကြောင့်မလို့ကိုယ်ပိုင်ဆိုတာဘာမှမရှိဘူးအဲ့ဒီချမ်းသာကိုမှဘုရားရှင်ကအမြတ်ဆုံးတယ်ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေဘာချမ်းသာကိုလည်းအားကြရမှာလဲယဟန်ချမ်းသာကိုလည်းအားကြရမှာတဘဝလုံးမိမိတို့နေကြထိုင်လာခဲ့ကြတာလူချမ်းသာတွေကြီးပဲအားကြလာခဲ့တာဘယ်သူကတော့ဘလောက်ချမ်းသာတာအားမကြခဲ့ဘူးလားဘုန်းကြီးတို့ကိုအားကြရင်မေတ္တိလရှင်လောက်တော့ဝတ်မှာပေါ့ဟုတ်လားအားမကြလို့မဝတ်သေးတာပေါ့ဒီတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကထပ်ပြီးတော့ဟောတော်မူတယ်ဒွေမာနိဘိက္ခဝေဒုက္ခနိကရမဏိဒွေကာမဒုက္ခေသနက္ခမဒုက္ခေသအိမာနိကောဘိက္ခဝေဒွေဒုက္ခနိဧတရကံကိုဘိက္ခဝေဣမေတံဒုက္ခနံဣမေတံဒွေနံဒုက္ခနံယတိရနက္ခမဒုက္ခတိဘိက္ခဝေပရိသတ်၄ပါးจิตသာจิตမိတို့လောကေဟောဒီကမ္ဘာလောကကြီးမှာဒုက္ခတိချမ်းသာတို့သည်ဣမာနိတွေဣနပါတို့ပါသည်ကတ္တမနိတွေအဘေနပါတို့နိဘုမူကာကာမဒုက္ခေသငါးပြအာယုံကာမဂုဏ်တွေမှာပျော်ပါကြတဲ့ချမ်းသာ၎င်းနိက္ခမဒုက္ခေသငါးပြအာယုံကာမဂုဏ်တွေမှာဆွန့်လွတ်တဲ့ချမ်းသာ၎င်းဣတိဣမာနိဣနပါတို့ပါဝေတိဟုရဲ့ဘဂဝါဘုံတော်၆စုအောင်လတ်တို့ဖြစ်တော်မူတဲ့မြတ်စွာဘုရားသည်တေတေတိကောင်းစွာမသွေဟောကြားတော်မူအပ်ပါပေတည်း